ဝဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဒီတတထထဒါတာညညဆိုတဲ့ frame ပေါ့နော်ဥပမာ120ကနေပြီးတော့မှ128အထိပေါ့49ကနေတော့မှ44လမ်းအထိအတွင်းမှာရှိတဲ့ဒီတာရရက်ရက်ွက်ဆိုတာကြီးကဒါရက်ွက်အသစ်ဖြစ်ကျွန်တော်တို့ကဆောင်ရွက်ခဲ့တာဖြစ်တယ်ဒီရက်ွက်ကြီးဖြစ်ပေါ်လာဖို့အတွက်ဆိုတာလည်းပဲဒါနိုင်ငံတော်ဆေးရနေပြီးတော့မှဟာလာကျွန်တော်တို့ဒီရွာတို့ရွာပြက်တွေဆောင်ရွက်ခဲ့တာရှိတယ်နော်ရွာတွေကိုကျွန်တော်တို့ကတိုးတာရှိမယ်ရွာတွေကိုဖျက်ပစ်တာရှိမယ်ပြီးလို့ရှိရင်ဒီရွာတွေကိုဖျက်တယ်ပြီးရက်ွက်ဖြစ်ပြောင်းလဲပြင်ဆင်ခဲ့တာရှိတယ်ဒါဥပဒေနဲ့အညီနိုင်ငံတော်အစိုးရလုပ်ခဲ့တယ်လုပ်ခဲ့ပြီးတော့မှသာလင်ဒီတာတရက်ရက်ွက်ဆိုတာကြီးပေါ်ပေါက်လာတာပေါ့နော်ဒါကတော့အာကြမ်းမြင်နားလည်အောင်သာကျွန်တော်ပြောပြလိုက်တာသို့တော့ရှေ့ပိုင်းတွေမှာကျွန်တော်ရဲ့တက်တော်တွေမှာကျွန်တော်တင်ပြထားတာရှိတယ်ဒီဥပမာမြို့နယ်ကိုတိုးရှဲတာတွေရွာကိုတိုးရှဲမှာတွေရက်ွက်ကိုတိုးရှဲတာတွေပြင်ဆင်တာတွေဖွဲ့စည်းတာတွေပြောင်းလဲတာတွေနဲ့ပတ်သက်လာရင်ဘယ်လိုဥပဒေတွေဘယ်လိုပုံမှန်တွေနဲ့ဘယ်လိုတွေဆောင်ရွက်တယ်ဆိုတဲ့အစစ်အစင်တွေကိုလည်းကျွန်တော်ချပြချင်းလင်းဆွေးနွေးခဲ့ပြီးသားဖြစ်တဲ့အတွက်ဒါဒီနေ့ကတော့အကြမ်းမြင်ပဲပြောချင်တာပါကျွန်တော်ပြောချင်တဲ့ရွေချက်ကတော့ဗျာကျွန်တော်တို့ဒီ120ကနေရောမှ128အတွင်းအဲ့ဒါ44ကနေရောမှကျွန်တော်တို့49အတွင်းမှာအဲ့ဒါတာရင်ရက်ွက်ထဲကမြေတွေကဆိုရင်ခိုင်မာမှုရှိပါတယ်အဲ့ဒါတည်ဆဲဆိုးရနေထုတ်ပြန်ပေးထားတဲ့ဒီခရန်တွေပါပါမယ်230ခရန်တွေဖြစ်ပါတယ်လို့နော်အဲ့အတွက်ဒီလိုတကယ်လို့ရောင်းချကျင်တာပဲဖြစ်ဖြစ်ဝယ်ယူကျင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကုမ္ပဏီဖြစ်တဲ့ Great Services Mandalay အဲ့ဒါအများခေါ်တော့ကျွန်တော် GSM ပေါ့ဗျာ GSM ကုမ္ပဏီမှာလာရောက်ပြီးတော့မှလည်းပဲလေးလာမေးမြန်းစုံစမ်းပြီးတော့မှဝယ်ယူနိုင်တယ်ဈေးတန်းတွေကတော့ဒါကျွန်တော်တို့စတင်ပြီးတော့2024ခုနှစ်ကျွန်တော်တို့ဒီ6လပိုင်းလောက်9လပိုင်းလောက်မှာစတင်ရောင်းချစဉ်ကာလတုန်းကတော့ဒီကောင်တွေက900 800 900 1000 1100 2000ဆိုတာအမြင့်ဆုံးပါပဲအဲ့ဒီဈေးတန်းမှာရှိခဲ့တယ်ယခု2025နှစ်ကုန်ပိုင်းတွင်းမှာမဒီ2025 6လပိုင်းကနေရောမှဒီ12လပိုင်းအတွင်း6လအတွင်းမှာတော့ဈေးကကျွန်တော်တို့ကrevolution တစ်ခုပြပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒါတော့ဘယ်လိုဖြစ်သွားလဲဆိုတော့စောနာပြောခဲ့တဲ့1000တန်လေးတွေက4000လောက်ဖြစ်သွားတယ်ဒါတွေတော့ဂျားကွက်တွေပေါ့ဗျာစောနာ2000လောက်အမြင့်ဆုံးပေးဝယ်ခဲ့ရတဲ့လမ်းတင်ကွက်တွေကအခုက6000နဲ့8000ညာမှာပေါက်သွားတယ်ဒါလေးကိုလည်းကျွန်တော်အသိပေးခြင်းပါတယ်ခင်ဗျမြေကတော့အရေးပေါ်လိုအပ်နေတယ်ဆိုရင်တော့ရောင်းချပါတကယ်လို့မလိုအပ်ဘူးဒါတော့နောင်တားစင်မြည်စွတ်တဲ့လည်းကိုထားမယ်ကိုနေဖို့အတွက်လည်းဆုံးဖြတ်ထားရဲဆိုတော့မရောင်းမဲနဲ့ထားဖို့လည်းကျွန်တော်ဒီနေရာနေအကြံပြုခြင်းနဲ့ရောင်းမယ်ဆိုရင်တော့လည်းပဲဒါဒီချိန်ဒီခါမှာတော့ဈေးတန်းတစ်ခုကိုရောက်ရှိပြီဖြစ်တဲ့အတွက်ရောင်းချဖို့လိုပဲဆိုတော့အကြောင်းလည်းကျွန်တော်ပြောခြင်းတယ်တကယ်လို့များဒီတတထထကွင်းထဲမှာဟလာကျွန်တော်စတင်ပြီးမိတ်ဆက်ခဲ့တဲ့ကလာနှုန်းကလေးအဲ့ဒါဒုတိယရဲမွန်အောင်ဆိုကျွန်တော်မိတ်ဆက်ခဲ့တယ် VIP frame ကြီးလို့ကျွန်တော်တို့မိတ်ဆက်ခဲ့တယ်အဲ့ဒီကျွန်တော်တို့မိတ်ဆက်ခဲ့တဲ့အတိုင်းပဲတစ်ချိန်ကဟလာဟိုလူသူအရောက်ပေါက်နဲပြီးတော့မှညီသူမှဟိုစိတ်ဝင်စားခဲ့တဲ့နေရာတစ်ခုပေါ့ဗျာပြောချင်တာကတော့ဗျာပြဿနာဘောင်းစုံအနေနဲ့ဘောင်းစုံကြားမှာဖြစ်တည်နေတာဖြစ်တဲ့လူတိုင်းကမျက်စိမကြောက်လူတိုင်းစိတ်ဝင်စားဘူးပေါ့ဒီနေ့ဒီကာလမှာတော့လူတိုင်းမျက်စိကြတယ်လူတိုင်းစိတ်ဝင်စားတယ်ပေါ့နော်ဒုတိယရဲမွန်အောင်ဆိုတဲ့အတိုင်းပဲဈေးတန်းတစ်ခုရောက်သွားပြီဖြစ်တဲ့အတွက်ဟလာဒီဘက်ကဒီကျွန်တော်ဇာဇာတို့ဖဖတို့ဖဖတို့ဟာလာဒီဘက်မှာရှိတဲ့မမတို့ဒီဘက်ကွင်းထဲမှာရှိနေတဲ့အရင်ဝန်ထမ်းကွက်တွေလိုပဲဒီဘက်ကျွန်တော်ခုနပြောခဲ့တဲ့တတထထကွင်းနေရလဲပဲဈေးတန်းတစ်ခုရောက်ရှိလာပြီဆိုတဲ့အကြောင်းပြောပြခြင်းကျင်ပါတယ်အဲ့တော့လူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားလို့လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်းပဲဖိတ်ခေါ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့3992532333ပါအချိန်မြေးဆက်တဲ့စုံစမ်းမေးမြန်းနိုင်ပါတယ်ဒီပြင်ကျွန်တော်ရုံးကိုလာရောက်ပြီးတော့မှလေ့လာခြင်းနေဆိုရင်လည်းပဲဒါကျွန်တော်ရဲ့ရုံးလိပ်စာလေးကတော့ 110A 51လမ်းမှာကျွန်တော် GSM ဆိုပြီးတော့မှ Great Services Mandalay ဆိုပြီးတော့မှ HMU ဝန်ဆောင်မှုကုမ္ပဏီကိုကျွန်တော်တည်ထောင်ထားပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ